ခုကတော့ get together လုပ်မဲ့ပွဲနေရာလေးကိုတွားပြီးတော့စောက်အောင်ပါပေါ့နော်မှမှာတော့အဆောင်လုံးလို့တွားတာပေါ့နော်ဒါတော့ကြိုတွားထားတဲ့ပုံလေးဖြစ်ပါတယ် look at my face ဘာလို့လဲမသိအဲ့လိုမျိုးဗီဒီယိုလေးရိုက်လို့ရှိရင်မျက်နှာရဲ့တစ်ဖက်ကြီးကဟိုစောင်းပြီးတော့ရွယ်နေသလိုဖြစ်နေတာပေါ့နော် I don't why anyway I'm pretty LOL အဲ့လိုမျိုး ဒါလေးကတော့လှုပ်ထားတဲ့မို့အေးကြော်သွားပြီလှပတဲ့ညနေခင်းလေးဒါကတော့ garlic bread နဲ့လကားရထားတဲ့ squid လေး squid grey squid နဲ့ပေါ့နော်အဲ့ဒါလေးနဲ့စားမှဖြစ်ပါတယ်ဒါလည်းလကားရထားတဲ့ kimon ဂျန်နဲ့ roshi နဲ့ပေါ့နော်အဲ့ဒါလေးကိုညစာအနေနဲ့စားမှဖြစ်ပါတယ်ဒါအမှန်မှာတော့ရှိသမျှဟာတွေအကုန်လုံးကို clip တိုလေးပေါင်းပြီးလုပ်ထားတဲ့ vlog လေးပေါ့နော် this is my favorite too look at them very cute ဒါတော့မကြက်ချင်မဲနဲ့မကြည့်ချင်မဲနဲ့ကြည့်နေရတဲ့ study ပေါ့နော် စာလုံးနေမျက်နှာကြီးအဲ့လိုဖြစ်သွား I don't know why I'm so old and serious in this shot wait what am I doing what am I doing what am I doing okay never mind ဆက်ပါဖောင်းအိုးကြည်လာပြန်ပြီ hi အဲ့ရနေပြန်တဲ့ခါကျတော့နောက်နေ့ကျတော့အဲ့ cuttlefish ကိုခေါ်မှာသူတို့ကအဲ့ဒါရုံးကအရောင်းမှာရဆက်တဲ့ cuttlefish ပေါ့နော်သူတို့အဲ့ဒါဒီနေ့ကိုဖမ်းပြီးတော့ရလာတဲ့ဟာအဲ့ရလာတဲ့ဟာကို squid အဲ့ဒါကို it's like ရှင်းမှာno ဘယ်လိုတန့်ရှင်းလုံးမှာဖြစ်ပါတယ်ဒါပေမဲ့တစ်ခါမှ cuttlefish ကိုတန့်ရှင်းမလုပ်ဘူးအမှကြည့်လိုက်ဘယ်လိုတွေလုပ်နေလဲဆိုတော့ဘယ်လိုတွေကြရက်ထားရမယ်ဆိုတာကြည့်လိုက်တော့ okay I can do I could Aya. Okay, girl, you can do it. You can do it. Oh, look at my face. Oh, never mind. look at the size of the squid ကြွားနေပြီအမလေးတထောင်လောက်ရှိရတယ်yes အနေနှိုက်ထုတ်နေပါပြီဟုတ်ပြီဆက်လို့အော်ခါတည်းကြားလို့ရှိရင်လည်းကိုရိုက်ထားတဲ့ဗီဒီယိုကိုတပ်ပါတီနေရနေကြည့်ပြီး comment ပေးလိုက် I'm so တော်တော်လေးရည်ရတယ်ပေါ့နော် Okay တန်းရှင်းလုပ်ပြီးတော့တော်လိုက်တာအရန်တော်တော့เนาะအမကြည့်လိုက်ပါအောင်ငါတော့ဒါစားပြီးလို့ချက်ပြီးလို့ကိုယ့်ကိုစားပြီးတော့ဝမ်းသွားရင်တော့ငါပဲ anyway ink sand ဒီ squid ink sand ကိုတွေ့လားတခုပြောပြမယ်အဲ့ squid ink ရဲ့အရသာလေဘယ်လိုပြောမလဲချက်လိုက်လို့ရှိရင်လေအင်ဦးနဲ့တပုံနဲ့ပဲတိလားအရန်အင်ဦးအထက်ကအနှစ်လေးဒါမမေးစားနေရလို့တအားကောင်းတာ哦အဲ့ဒါကတော့ဒါပိုတဲ့ squid ink နဲ့ဘာလို့ဖို့စူးစမ်းလဲဆိုအမှန်မှာတော့ squid ink pasta လို့ဖို့စူးစမ်းနောက်ဆုံးဖတ်ထုတ်ဖြစ်သွားတယ် anyway thank you bye